ခုစာရာထိုးထားတဲ့ VST plugin လေး install လုပ်နည်းပြောပြမှာဖြစ်ပါတယ်ပထမဆုံး zip ဖြည့်လိုက်တယ်ပေါ့နော်ဟုတ်ပြီ zip ဖြည့်လိုက်ပြီရလာတဲ့ folder တွေကိုတစ်ဆင့်ချင်းဝင်မယ်ဟုတ်ပြီဒီကောင်လေးကို select ကျွေးပြီးတော့ right click နှိပ်လိုက်မယ်ပြီးရင် run as ပြန်နဲ့ run လိုက်မယ် yes ပေးလိုက်မယ်အဆင့်ဆင့်ပြန်လှုပ်ဆောင်တော့မယ်ပေါ့နော်ဒီမှာတော့ကိုယ့်ရဲ့ကွန်ပျူတာဘယ်လောက်ပစ်လဲဆိုတာကိုရွေးချယ်ပြီးတော့ဆက်ပြီးတော့ဆင်းဆင်းလုပ်သွားမယ်ဟုတ်ပြီပြီးပြီဆိုရင်ကျွန်တော်တို့ဒီ finish လေးကိုမနှိပ်တိပဲနဲ့ဒီ R2R file နဲ့ဝင်မယ်ပြင်ဒီစာရွက် file လေးထဲကဒီကောင်လေးကို copy ယူမယ် copy ယူမယ်မဟုတ်ဘူးเนาะခဏမှတ်ထားမယ်အုံနောက်ထဲပြီးတော့ဆိုရင်အဲ့ဒီ 4Q folder လေးကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဆိုရင်ဒီလိုပေါက်လေးတက်လာပြီဆိုရင်အခြေအနေလိုက်ရှိုးကြည့်ပေါ့နော်ဒီ line လေးဘာတွေပါလဲဆိုတာလိုက်ကြည့်ဟုတ်ပြီမလိုအပ်ဘူးဆိုပြန်ပိတ်လိုက်ဒီမှာ 4Q file တက်လာပြီဆိုရင်ဒီနေရာမှာဒီစာသားရိုက်တဲ့အပြင် register လုပ်လိုက်ပြီးရင်ဒီမှာနားလည်ပါတယ်ဆိုတာလေးရေးထည့်လိုက်ပြီးရင် okay ကျွေးလိုက်ဒါဆိုရင် license activate ဖြစ်သွားပြီပြီးတော့ဖြစ်တဲ့အတွက်ပြန်ပိတ်မယ်အားလုံးပြန်ပိတ်လိုက်မယ်finish ဆိုတာလေးနှိပ်လိုက်တော့မယ်ဒီကောင်လေးပြန်ထွက်လိုက်တော့ဒီ 4Q ဆိုတာလေးထဲကိုနောက်တစ်ခါပြန်ဖွင့်မယ်ပြန်ဖွင့်ပြီးတော့ရင်ဆိုရင်ဒီမှာဒီလိုပုံစံအနေထားတွေရှိတယ်တစ်ခုပြီးတစ်ခုလိုက်စမ်းကြည့်အမှချက်ချေခန့်နဲ့ထွက်ပြီးဟုတ်ပြီဒီကောင်လည်းပြန်အသေးစိတ်ပြန်ရှုကြည့်ပေါ့နော်သူကဘာဘယ်လိုမျိုးလဲပါဒီ close ဆိုတာလေးကိုပဲပြန်နှိပ်လိုက်မယ်ဒါဆိုရင်ရပါပြီဒီလိုပဲပါဆက်နေအောင်